အားလုံးပဲမင်္ဂလာပါเนาะကျွန်တော်ရဲ့တူတီချစ်မိတ်ဆွေများကျွန်တော်တို့6ရက်5လပိုင်း2025ကနေပြီးတော့ကျွန်တော်တို့9ရက်နေ့အထိပေါ့เนาะကျွန်တော်တို့ဒီလာမဲ့ပတ်ဒီကျွန်တော်တို့4ရက်ပဲကစားမှာဖြစ်ပါတယ်เนาะဆိုတော့ကျွန်တော်ပြန်ကြကဏ္ဍလေးကိုကျွန်တော်တွေ့ရှိထားတာလေးကျွန်တော်မျှဝေခြင်းပါတယ်เนาะအားလုံးကိုမိတို့ရစေခြင်းနဲ့စေတနာနဲ့ပါเนาะကျွန်တော်တို့ဒီလိုမျိုးเนาะပြောပြနေချက်လိုက်ပါကျွန်တော်တို့ဒီဘက်တွေမှာเนาะကျွန်တော်တို့ဒီတောက်ကြနေပေါ့เนาะကျွန်တော်တို့တောက်ကြနေအပိတ်မှာတဲ့ကျွန်တော်တို့ပါဝါမနက်ခင်းပါဝါညနေခင်းပါဝါဖြစ်တာနဲ့တဲ့သူ့ရဲ့နောက်တစ်ပတ်မှာဒီကျွန်တော်တို့ဒီလိုဆောင်းခတ်တဲ့ပြန်ကြကနာဆော့ပါတယ်တဲ့เนาะကျွန်တော်တို့3ကပ်ပဲရှိပါတယ်เนาะကျွန်တော်တောက်ကြနေမှာဒီလိုပါဝါတစ်စုံကြတာလीကျွန်တော်တို့ကလန်ဒါတကလုံးမှာကျွန်တော်တို့3ကပ်ပဲရှိပါတယ်ဗျာเนาะကျွန်တော်အားလုံးကိုဒါကံပေးရင်တော့ရမှာပေါ့ဗျာမိမိတို့ရစေခြင်းနဲ့စေတနာနဲ့တင်ပေးခြင်းဖြစ်ပါတယ်เนาะကျွန်တော်တို့ဒီမှာပါကျွန်တော်တို့ပါဝါတစ်စုံကြတာနဲ့ကျွန်တော်တို့သူနောက်တစ်ပတ်မှာဒီကျွန်တော်တို့ပြန်ကြကဏ္ဍမှာတဲ့ပွဲတွင်းပြန်ကြပါเนาะပွဲတွင်းပြန်ကြတော့မှကျွန်တော်တို့ဒီလိုစောင်းခတ်တဲ့ကဏ္ဍစောင်းခတ်ပြီးမှပြန်ကြဆော့ပါတယ်တဲ့เนาะကျွန်တော်တို့ဒါမိမိတို့ငွေကုန်ကြီးကြလည်းပဲများရလေအောင်မိမိတို့ရှိတဲ့ပတ်စံလေးနဲ့ချင်းချင်းပြီးတော့မှထိုးစေခြင်းပါတယ်เนาะကျွန်တော်တို့ဒီဘက်မှာအခုလက်ရှိဖြစ်နေတာလေကျွန်တော်တို့29ဆိုတဲ့ပါဝါရဲ့83ဆိုတဲ့ကျွန်တော်တို့ပါဝါတစ်စုံကြတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီလာမဲ့ဒီ၄ချိန်မှာပေါ့เนาะဒါလေးကတော့ကျွန်တော်ဒီနေ့မှာကျွန်တော်တို့ပေးရပါเนาะကျွန်တော်တို့ဒီကြံနေတဲ့ကျွန်တော်တို့ဒီ၄ရက်ပေါ့ဗျာ၄ရက်အတွင်းမှာကျွန်တော်တို့ပြန်ကြကဏ္ဍပေါ့ဗျာเนาะကျွန်တော်တို့ပြန်ကြကဏ္ဍဆော့ပါမယ်လို့เนาะမိရပြန်ကြကဏ္ဍဆော့ပါမယ်ဒါလေးပြန်ကြကဏ္ဍတဲ့เนาะကျွန်တော်တို့ဒီမှာပါဝါတောက်ကြနေเนาะတောက်ကြနေမှာကျွန်တော်တို့ပါဝါတစ်စုံကြတာနဲ့သူနောက်တစ်ပတ်မှာကျွန်တော်တို့ပြန်ကြကဏ္ဍဆော့ပါတယ်တဲ့เนาะတောက်ကြနေပါဝါတစ်စုံကြတယ်ပြန်ကြကဏ္ဍဆော့နောက်တစ်ခုကတဲ့နောက်တစ်ခုကျွန်တော်ပြန်ကြကဏ္ဍလေးတစ်ခုပြချင်တာရှိပါတယ်เนาะအဲ့ဒါပါလဲဆိုလို့ရှိရင်ရတော့မြင်ရအောင်เนาะဒီလေးကိုကျွန်တော်နည်းနည်းချက်ပြပါမယ်ဟုတ်ကဲ့ပါအဲ့တော့ဒီလိုကျွန်တော်တို့ဒီလိုเนาะကျွန်တော်တို့ဒီနက်ခတ်ဒီတဲ့ဒီလိုမျိုးเนาะနက်ခတ်ကိုကျွန်တော်တို့တောင်းလိုက်နက်ခတ်သစုံကြတာနဲ့တဲ့အဲ့ဒီရဲ့နက်ခတ်သစုံကြတဲ့အပတ်မှာရှိတဲ့ကဏ္ဍတစ်ကွက်ဒီတဲ့ကျွန်တော်တို့နောက်တစ်ပတ်မှာဒီကျွန်တော်တို့ဒဲဆိုပြီးတော့ပြန်ဆင်းပါတယ်တဲ့เนาะလုံးဝမအားပါဘူးเนาะကျွန်တော်တို့ဒဲပါเนาะ3553ဆိုတဲ့နက်ခတ်သစုံကြတာနဲ့34ဆိုတဲ့ကဏ္ဍဒီ34လို့ဒဲပြန်ပါတယ်တဲ့เนาะနောက်တစ်ခုဒီမှာပါကျွန်တော်တို့40နဲ့69ဆိုတဲ့ဒီလိုနက်ခတ်သစုံဒေါင်းလိုက်ကြတာနဲ့ဒီနောက်မှကျွန်တော်တို့ဒီဘက်မှာရှိတဲ့ကဏ္ဍတစ်ကွက်40ဆိုတဲ့ကဏ္ဍဒီ40ဆိုပြီးတော့မှကျွန်တော်တို့ဒဲပြန်ဆင်းပါတယ်เนาะနောက်တစ်ခုဒီမှာကျွန်တော်တို့35ဆိုပြီးတော့မှကျွန်တော်တို့နက်ခတ်သစုံကြတာနဲ့သူဒီကကြတဲ့အပတ်မှာရှိတဲ့84ဆိုတဲ့ကဏ္ဍဒီတဲ့ဒီနောက်တစ်ပတ်မှာကျွန်တော်တို့84ဆိုပြီးတော့မှဒဲထွက်ပါတယ်တဲ့เนาะ84ဆိုတော့မှဒဲထွက်ပါတယ်ဒီမှာလည်းပဲเนาะကျွန်တော်တို့300နဲ့69ဆိုပြီးတော့မှကျွန်တော်တို့နက်ခတ်ဒီလိုတောင်းလိုက်ကြတာနဲ့သူဒီမှာရှိတဲ့အပတ်ဒီတဲ့ကျွန်တော်တို့50နှစ်ဆိုတဲ့ကဏ္ဍတစ်ခွက်ဒီတဲ့50နှစ်ဆိုပြီးတော့မှကျွန်တော်တို့ဒဲဆင်းပါတယ်တဲ့เนาะဒဲဆင်းပါတယ်เนาะသူပေးနေတာတော့အားလုံးနေဒဲတွေပဲเนาะကျွန်တော်တို့ဒီဘက်မှာလည်းပဲเนาะဒီမှာ40နှစ်ဒီ4နှစ်နက်ခတ်နဲ့35နက်ခတ်တစ်စုံကြတာနဲ့သူဒီမှာရှိတယ်53ဆိုတဲ့ကဏ္ဍဒီတဲ့ဒီမှာ53လို့เนาะကျွန်တော်တို့ပြန်ကြကဏ္ဍနောက်တစ်ပတ်မှာဆော့ပါတယ်တဲ့ဒီမှာရှိတဲ့အပတ်မှာရှိတယ်ကဏ္ဍတစ်ခွက်ဒီရဲ့ဒီကိုပြန်ကြကဏ္ဍဆော့ပါတယ်တဲ့เนาะဒါကတော့ကျွန်တော်တို့ဒီတပင်တော့ပြတ်တယ်ပေါ့ဗျာเนาะ
ဒါမှအားလုံးပေါင်းအခုဒီအကျင့်ကိုပိုင်ကျွန်တော်တို့9ပင်လောက်ရှိတယ်နော်9ပင်လောက်မှာကျွန်တော်တို့ဒါဒီ9ပင်လောက်ကမှန်တယ်ပေါ့ဗျာနော်ဒီပင်ကတော့ပြတ်တယ်ဗျာနော်ဒီပင်ဘာကြောင့်ပြတ်တယ်လဲဆိုတော့ကျွန်တော်အထင်ပေါ့သူကဒီမှာဂျားထဲမှာလေကျွန်တော်တို့ပိတ်ရက်တွေများတဲ့အတွက်ကြောင့်မလို့သူဆော့မပေးသွားတဲ့အနေအထားမျိုးတော့ရှိပါတယ်နော်ဒီလိုမျိုးတော့ကျွန်တော်တို့ယူဆရတာပေါ့ဗျာကျွန်တော်တို့အခုဒီမှာလေးပဲတဲ့ကျွန်တော်တို့နော်ကျွန်တော်တို့အခုဒီမှာကျွန်တော်တို့ရောက်နေတဲ့အပင်မှာလည်းပဲနော်24 69ဆိုတဲ့ကျွန်တော်တို့ဒီလိုနှက်ခတ်သစုံကြတာ ਨੇ ကျွန်တော်တို့ဒီအပတ်မှာရှိတဲ့ကဏ္ဍဒီကဏ္ဍ8ကွက်တွေပါနော်ဒီနောက်တစ်ပတ်မှာကျွန်တော်တို့တဲ့ဆိုပြီးတော့မှကဏ္ဍပြန်လိုက်ဖို့ရှိပါတယ်နော်ဒါပေမဲ့ကျွန်တော်အကြိုက်ဆုံးကျွန်တော်ရွေးထားတဲ့ကဏ္ဍတွေကိုကျွန်တော်ခဏနေကြရင်ကျွန်တော်ချရေးတဲ့ကဏ္ဍလေးတွေကျွန်တော်ပြပေးပါမယ်နော်ကျွန်တော်ပယ်မဲ့ကဏ္ဍလေးတွေလည်းပါတာပေါ့ဗျာနော်ကျွန်တော်ပယ်မဲ့ကဏ္ဍလေးတွေလည်းပါတာပေါ့အားလုံးပဲနော်ဒီလိုဒါကြံကြကြိုက်တဲ့လူတွေနော်နေပြီးတော့ကြံကြရစေခြင်းနဲ့စေတနာနဲ့တင်ပေးခြင်းဖြစ်ပါတယ်နောက်တစ်ခုကတဲ့နော်ကျွန်တော်တို့ဒီကောင်ဒီမှာနော်ပုံစံတူလာပြီးတော့ဖြစ်နေတယ်နော်ဒီမှာ339လို့ကြာတာနေတဲ့အဲ့ဒီ39ဆိုတဲ့ကဏ္ဍတည်းတဲ့ကျွန်တော်တို့ဒီနောက်တစ်ပတ်မှာ39ဆိုပြီးတော့မှကျွန်တော်တို့ထည့်ဆင်းပါတယ်နော်ကျွန်တော်တို့ကလန်ဒါတကြောတော့မှာနော်39ဆိုတဲ့ကဏ္ဍတည်းနှစ်ပတ်ဆက်တိုက်ဆော့တာဒီကျွန်တော်တို့ဒီလပဲရှိပါတယ်နော်အခုကျွန်တော်တို့ဒီလာမဲ့ကျွန်တော်တို့အခုဒီလာမဲ့အလက်မှာလည်းပဲနော်အဲ့တော့အခုဒီလာမဲ့အလက်မှာတဲ့အဲ့တော့အခုဒီလာမဲ့အလက်မှာလည်းပဲဒီမှာနော်90 39လို့နေရတဲ့အတွက်ကြောင့်မို့ကျွန်တော်တစ်ခွက်ကောင်းအနေနဲ့ဒီ39ဆိုတဲ့ကဏ္ဍကိုဒီဘက်မှာတက်39တက်ဆိုပြီးတော့ပြန်ဆင်းမယ်ဆိုကျွန်တော်ယူဆထားပါတယ်နော်ဒါလေးပြီးတော့အားလုံးပါပဲနော်ကဲတူဒီရှင်းမိတ်ဆွေများနော်ဒါမဲ့6ရက်5လပိုင်း2025ကနေပြီးတော့9ရက်5လပိုင်း2025အထိဒါမိမိတို့နှစ်သီးစားပါနော်ပြန်ကြမွေးကွက်တွေနော်နှစ်သီးစားပြန်ကြမွေးကွက်မှာကျွန်တော်တို့ပွဲတွင်းပြန်ကြပြီးကျွန်တော်တို့တစ်ချိန်လာပါမယ်တဲ့နော်ပွဲတွင်းပြန်ကြတစ်ချိန်အနည်းဆုံးလာမယ်နော်ပွဲတွင်းပြန်ကြတစ်ချိန်လာမယ်တဲ့နောက်တစ်ခါတဲ့ကျွန်တော်တို့ပြီးခဲ့တဲ့အပတ်ကကဏ္ဍတစ်ခွက်ဒီကျွန်တော်တို့ပြန်ကြဆော့ပါလိမ့်မယ်နော်တဲ့ကိုပို့ထိုးပါတဲ့နော်တဲ့ကိုပို့ထိုးပါနော်ကျွန်တော်ရဲ့အကြိုက်ဆုံးပြန်ကြကဏ္ဍဒီ39ဖြစ်ပါတယ်နော်ဒီက20ခွန်ကတော့ကျွန်တော်တို့ရန်လိုက်ပေါ့ဗျာနော်20ခွန်ကဏ္ဍဒီကျွန်တော်တို့ရန်ကဏ္ဍဖြစ်ပါတယ်နော်ဒါ39တဲ့ပို့ထိုးပြီးတော့အာလို့ကျွန်တော်တို့ပပလေးဆော့ပါပဲနော်အာလို့ပပလေးဆော့ကျွန်တော်တို့ပြန်ကြသည်ကျွန်တော်တို့10ကွက်စလုံးပတ်စံတတ်နိုင်တဲ့လူကတော့10ကွက်စလုံးဆော့ရင်ပို့ပြီးတော့ကောင်းပါတယ်နော်ပို့ပြီးလုံတာပေါ့ဗျာဒါပေမဲ့ကျွန်တော်ဒီသုံးတတ်ချက်အရာပေါ့305ဒီကျွန်တော်လုံးဝပယ်ပါတယ်နော်305ဆိုတဲ့ကဏ္ဍ308ဆိုတဲ့ကဏ္ဍအဲဒီကဏ္ဍနေသည်နော်ကျွန်တော်ပယ်တဲ့ကဏ္ဍနဲ့မှာဒါကျွန်တော်ဒီပယ်တယ်ဆိုပေမဲ့လို့လေကျွန်တော်ငွေနဲ့ပယ်မှာဖြစ်ပါတယ်နော်မိမိတို့လည်းပဲငွေနဲ့ပယ်ပြီးတော့မှဆော့ပါနော်ဒီပြန်ကြကဏ္ဍနေလုံးဝတစ်ချိန်အနည်းဆုံးတစ်ကွက်လောက်တော့ကြာမယ်လို့ကျွန်တော်ထင်မြင်ယူဆမိပါတယ်ဗျာနော်အပိုင်ဆိုတော့မရှိပါဘူးเนาะဒါပေမဲ့ကျွန်တော်တို့ရထင်မြင်ယူဆချက်နဲ့သူတို့ချပေးတဲ့အလက်နဲ့အဲ့လိုမျိုးတိုက်ဆိုင်မှုဖြစ်သွားရင်တော့ရမှာပေါ့ဗျာเนาะဒါလေးကျွန်တော်ရဲ့ဖုန်းနံပါတ်ပါเนาะကျွန်တော်ကိုစိုးကြီးပါเนาะကိုစိုးကြီးကျွန်တော် Viber ဖုန်းနံပါတ်เนาะကိုစိုးရဲ့ Viber ဖုန်းနံပါတ်Viber မှာမိမိတို့မွေးကဏ္ဍလိုချင်လို့ရှိရင်เนาะကျွန်တော်စီမှာလာပြီးတော့လာဟိုင်းလိုက်ပါတော့ကျွန်တော်ဒီမမဆရာမဟုတ်ပါဘူးเนาะကျွန်တော်ရှာဖွေတွေ့ရှိသမျှကဏ္ဍတွေကိုကျွန်တော် free ချပေးမှာဖြစ်ပါတယ်မိမိတို့အနေနဲ့မဟုတ်ဘူးပေးခြင်းနဲ့ဆန္ဒရှိရင်ပေးလို့ရပါတယ်เนาะကျွန်တော်မမဆရာမဟုတ်ပါဘူးခင်ဗျ
နော်အားလုံးပဲကျွန်တော်လည်းထိုးထားပါလို့နော်ထိုးထားဆိုပေမဲ့ကျွန်တော်ဒီကိုကနန်းနဲ့ကိုရှာပြီးတော့ထိုးတာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ကနန်းကိုယုံကြည်ပြီးမှလိုက်ထိုးတဲ့သူတွေလည်းရစေခြင်းနဲ့စေတနာနဲ့ကျွန်တော်တင်ပေးခြင်းဖြစ်ပါတယ်နော်ဒါကျွန်တော်39ဆိုတဲ့တဲ့ကိုနော်ကျွန်တော်အာကိုတော့ပါဠိဆော့ပါနော်မမီတို့တဲ့ကိုပို့ပြီးတော့ထိုးစေခြင်းပါအားလုံးပဲဗျာနော်ကျွန်တော်တို့ဒါလာမယ့်အပတ်မှာပေါ့နော်ကျွန်တော်တို့ငွေထုတ်ကြီးပိုက်ပြီးတော့မှနော်စိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့မိမိတို့လိုရင်ဆန္ဒတွေတီးဝကြပါစေလို့ကျွန်တော်နော်ဆန္ဒပြုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကျွန်တော်တင်ပါပဲဒီကုန်းချုပ်ပါတယ်အားလုံးပဲကောင်းကောင်းကြပါစေဗျာ